Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆောင်းမီးပွဲမှာမေးလေးရှိတဲ့တွက်စာမိခွန်းပုံစံလေးကိုအတူတူတွက်ကြည့်ရအောင်ဒါလေးကတော့တွက်စာမိခွန်းပုံစံလေးပါမျက်လုံးနဲ့မြင်အောင်လို့တစ်ကြောင်းချင်းစီဖတ်ကြည့်ရင်လည်းဘာသာပြန်ကြည့်အောင်これはうどん450gの原材料ですဒါကတော့ဥဒုံ450 gram ရဲ့ကုန်ကျန်းပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုပြီးတော့ဒီအောက်ကဇာတ်လေးကိုပြောထားတာဥဒုံ450 gram လုပ်ဖို့အတွက်ခိုမူကြီးကိုဂျုံမုံက300 gram လိုအပ်တယ်ရှော့ခွန်ဇပွဲတင်စားက73 gram လိုအပ်တယ်မီဇုရေကကြတော့130 gram လိုအပ်ပါတယ်ဆိုပြီးတော့ပြောထားတယ်မီဇုရေကိုဖော်ပြတဲ့အခါမှာများသောအားဖြင့် unit ကလီတာမီလီလီတာနဲ့ဖော်ပြပေမဲ့ရန်ဖန်ရန်ခါမှာဒီလိုမျိုး gram နဲ့ဖော်ပြတတ်တဲ့အခါလေးပဲရှိပါတယ်ဘဟုတုတအနေနဲ့မှတ်ထားပေးပါဦးဒါဆိုရင်ပြန်ပြောမယ်ဆိုရင်ဒီအောက်ကဒီဇာတ်လေးဒီဒါဘာအတွက်ပါဝင်ပစ္စည်းတွေလဲဆိုရင်ဥဒွန်450 gram လုပ်ဖို့အတွက်ပါဝင်ပစ္စည်းတွေဥဒွန်9 kg を作るときうどん9 kg ပြုလုပ်မယ့်အခါမှာ小麦粉はどのぐらい必要ですかဂျုံမှုတ်ဘယ်လောက်လိုအပ်မလဲဒါမယ်နော်မိကွန်းလေးကပါမိထားတာလေ9 kg ပြုလုပ်တဲ့အခါမှာဂျုံမှုတ်ဘယ်လောက်လိုအပ်မှာလဲဆိုပြီးတော့မိထားတယ်အဖြေက A 5 kg လိုအပ်မယ် B ကကြတော့4 kg လိုအပ်မယ် C ကကြတော့6 kg လိုအပ်မယ်ဆိုပြီးတော့သူကပေးထားတယ်ဒါဆိုရင်မိခွန်းကိုတေချာပြန်ပြီးတော့စဉ်းစားပြီးတော့ပေးထားတဲ့အချက်တွေမိထားတဲ့အချက်တွေကိုဆွဲထုတ်ကြည့်မယ်ဥဒုံ450 gram မှာဂျုံက300 gram လိုအပ်တယ်ဒီအစိမ်းရောင်လေးတားထားတာဒီဒါပါလဲဆိုရင်ဒါသူငကိုတဲကသူဘာဖြစ်ထားလဲဆိုရင်ပေးထားတာဥဒုံ450 gram လုပ်ဖို့အတွက်ကဂျုံမုံ300 gram လိုအပ်တယ်ဒါဆိုရင်မိကွန်းကဥဒုံ9 kg ပြုလုပ်ဖို့အတွက်ခိုမှုကြီးကိုဘယ်လောက်လိုအပ်မှာလဲအနီရောင်လေးညင်တာပေးထားတာဒီဒါမိကွန်းโอเคသူတို့တွေကိုဆွဲထုတ်လိုက်ပြီဥဒုံ450 gram လုပ်တဲ့အခါမှာဂျုံက300 gram ဥဒုံ9 kg လုပ်တဲ့အခါမှာဂျုံမုံဘယ်လောက်လိုအပ်မှာလဲဒါဆိုလို့ရှိရင်ဆွဲထုတ်ပြီးပြီဆိုလို့ရှိရင်စင်စေးပြောနေကြအတိုင်းပဲ unit တွေကိုလိုက်ပြီးတော့ကြည့်အောင်အနည်းဆုံး unit 2ခုတူရမယ် gram gram unit 2ခုတူတယ် kilogram unit 2ခုတူတယ်ဆိုရင်မပြောင်းဘဲနဲ့လေဘာလုပ်လို့ရပြီလဲဆိုရင်တွက်လို့ရပြီတကယ်လို့များတူကျင်တယ်ပေါ့နော်တူကျင်တယ်ဆိုလို့ရှိရင်ကီလိုဂရမ်ကနေစစ်စစ်တို့ဂရမ်ကိုပြောင်းမှပဲရမယ်ပေါ့နော်ဒီလိုမျိုးပြောင်းပြီးတော့လည်းတွက်လို့ရတယ်ဆက်သွယ်ချက်ကိုသိရမယ်1 kg မှာ1000 g ရှိတယ်ဆိုတော့ဆက်သွယ်ချက်ကိုသိရမယ်ပြောင်းတွက်ချင်တဲ့သူတွေကတော့ပြောင်းပြီးတော့တွက်ပါဆန်စီကတော့ဒီမှာပြောင်းပြီးတော့မတွက်ဘူးဒီတိုင်းပဲတွက်ကြည့်မယ်ဒါဆိုလို့ရှိရင်ဒါဒီသင်ပေးနေကြပုံစံမျိုးလေးပါပဲ၃ချက်တွက်နေပါ450 gram ဒီအောက်ကိုရောက်မယ်9 kg နဲ့300 gram ကအပေါ်မှာရှိမယ်ဒီပုံစံလေးပဲမှတ်ထားပါ၃ချက်တွက်နေအတိုင်းသာပြောလိုက်မယ်ဆိုလို့ရှိရင်ခေါင်းနေရှုပ်ကုန်ပါဆိုလို့အဲ့တော့450 gram ဒီအောက်မှာရှိမယ်ပြီးသွားရင်9 kg အမြောက်300 gram ရမယ်နော်ဒါဆိုလို့ရှိရင်အရင်ဆုံး gram ချင်းခြေလိုက်ပါဒါဆိုရင်ဘာထွက်လာပြီလဲကီလိုဂရမ်ထွက်လာပြီသူ့ရဲ့အဖြေဒီမှာလဲဘာနဲ့ပဲသူကထွက်တာလဲဆိုရင်ကီလိုဂရမ်နဲ့ပဲထွက်တာဒါဆိုလို့ရှိရင်ဆက်ပြီးတော့ကဏ္ဍတွေကိုခြေအောင်ကဏ္ဍတွေကိုခြေတဲ့အခါမှာစိတ်တွက်နဲ့လည်းတွက်လို့ရတယ်လို့ကောက်ကူလေတာသုံးပြီးတော့လည်းတွက်လို့ရပါတယ်ကောက်ကူလေတာဆောင်းမီးပွဲမှာဒီဟာကဒါလေးကမေးခွန်းဆိုလို့ရှိရင်ဒီမေးခွန်းလေးရဲ့ဒီအောက်နာလေး
ဒီနားလေးမှာသူကဒန်တာခုဆိုပြီးတော့ဒီ calculator ပုံစံမျိုးလေးသူဘာလုပ်ပေးထားလဲဆိုရင်ချပေးထားတယ်ဒါလေးကို click နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ00ဖုန်းတွေထဲမှာကဏ္ဍတွက်တဲ့ပုံစံမျိုးလေးအတိုင်းပဲဒီ calculator လေးကြာလာလိမ့်မယ်အဲ့ဒီမှာလည်းတွားပြီးတော့ဘာလုပ်လို့ရလဲဆိုရင်ရိုက်ထည့်ပြီးတော့တွက်လိုက်လို့ရတယ်စိတ်တွက်နဲ့တွက်ချင်တဲ့သူကလည်းတွက်ဒီလိုမျိုး calculator လေးပေးထားတယ်လို့နောက်တစ်ချက်ဘာလဲပေးထားလဲဆိုရင်စာရွက်အလွတ်ပေါ့နော်တွက်ဖို့စာရွက်အလွတ် white board လို့စာရွက်အလွတ်နဲ့ဘောပင်ပေါ့နော်မာကာလေးလေးပဲပေးထားပါတယ်အဲ့ဒီစာရွက်မှာလည်းဘာလုပ်လို့ရလဲဆိုရင်တွက်လို့ရပါတယ်သူကနှစ်ခုပေးထားတယ်နော်တွက်စာတွက်ဖို့အတွက်စာရွက်အလွတ်လည်းပေးထားတယ်လို့ဒီနေရာလေးအခုမေးခွန်းရဲ့အောက်ဖက်မှာဒီနားလေးမှာ data ခုဆိုပြီးတော့ရေးထားတယ် calculator သင်္ကေတလေးနဲ့အဲ့ဒီနေရာကိုသွားနှိပ်ပြီးတော့လည်းတွက်လို့ရတယ်နှစ်မျိုးလုပ်လို့ရတယ်အဲ့တော့ calculator မသုံးချင်ဘူးစာရွက်မှာဆိုရင်လည်းရတယ်เนาะတကယ်လို့များသူတို့ပေးထားတဲ့စာရွက်တစ်ရွက်ကုန်သွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ရွက်သူတို့ကိုထပ်ပြီးတော့တောင်းပါလက်တွေပါနေသွားပြီးတော့မဖြစ်နဲ့ဒီမှာစာရွက်တော့တွက်စရာမရှိတော့ဘူးနောက်ထပ်တစ်ရွက်ထပ်ပြီးတော့ပေးပါဆိုပြီးတော့သူတို့စီကစာရွက်ကုန်သွားပြီဆိုလို့ရှိရင်ထပ်ပြီးတော့စာရွက်တောင်းလို့ရပါတယ်ဒီလိုမျိုးပုံစံနေနဲ့တွက်စာတွက်လို့ရတယ်เนาะအဲ့တော့တွက်စာဘယ်လိုတွက်ရမှာလဲဆိုပြီးတော့တချို့ကလေးတွေကစိတ်ပူကြတယ်စိတ်မပူပါနဲ့အကုန်လုံးအပြည့်အစုံသူတို့လုပ်ပေးထားပါတယ်အဲ့တော့ဆက်စီကတော့အခုဒီမှာစိတ်တွက်နေပဲတွက်ကြည့်မယ်စိတ်တွက်နေဆိုလို့ရှိရင်ဒီ3ညနဲ့3ညနဲ့ခြေလိုက်လို့ရတယ်ပြီးသွားရင်6တက်လီ9 5လီ45ပြီးသွားရင်ထပ်ပြီးခြေလို့ရတယ်5တက်လီ5 6လီ30ဒါဆိုရင်အဖြေက6ကီလိုဂရမ်ရမယ်ဒါလေးတကယ်လို့များ calculator သုံးချင်တယ်ဆိုလို့ရှိရင်တော့0ဘယ်လိုလုပ်ပြရမှာလဲဆိုရင်ဒီအပေါ်ကဟာကိုရေးမယ်6ကီလိုဂရမ်တွေဘာတွေမထည့်လဲရတယ်ကွယ်ထည့်ခြင်းလဲရတယ်เนาะမထည့်လဲရတယ်အခုကမထည့်ဘဲနဲ့ပြောကြည့်မယ်6အညောက်300ဒီညင်းဒီဒါဘာကိုကိုစားပြုတာလဲဆိုရင်အစားကိုကိုစားပြုတာစားတာလို့ပြောတာเนาะ300အစား450ဆိုပြီးတော့အဲ့ဒီ calculator မှာရိုက်ချလိုက်လို့ရှိရင်အဖြေတစ်ခါတည်းတန်ပြီးတော့ထွက်လာလိမ့်မယ်ဒီလိုမျိုးပုံစံနဲ့လည်းပဲတွက်ကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်အဖြေကဘယ်လောက်လဲဆိုလို့ရှိရင် C ပေါ့နော်အဖြေကတော့ C 6ကီလိုဂရမ်ပဲဖြစ်ပါတယ်ဒီနေ့ရဲ့ရှင်းပြမှုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်